အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ညဝပေးခြင်းတဲ့ကျောင်းအတကူကတော့ဇာကန်ထွက်ရှိလာတဲ့ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ2026နဲ့ PERSE နဲ့ RE တွေရဲ့အခန်းကဏ္ဍဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်တော်ညဝပေးခြင်းပါတယ်အခုပြထားလိုက်တဲ့ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ2026အရဆိုလို့ရှိရင် construction လုပ်တဲ့ကုမ္ပဏီတွေ consultant လုပ်ငန်းတွေconstruction management project management လုပ်တဲ့စီမံခန့်ခွဲရေးလုပ်ငန်းတွေ quality control ဆိုတဲ့ရည်သွေးစစ်ဆေးရေးလုပ်ငန်းတွေနောက်တစ်ခု third party ဆိုတဲ့အဖွဲ့အစည်းတွေဒီလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောပြမဲ့ engineer ဖွဲ့စည်းပုံအင်အားနဲ့အတူသက်ဆိုင်ရာဦးစီးဌာနမှာလုပ်ငန်းလိုင်စဉ်လျှောက်ထားရယူရမှာဖြစ်ပါတယ်ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ2026ရဲ့အခန်း6မှာဖော်ပြတဲ့ချက်ကတော့တိဆောက်သူတွေပေါ့နော်တိဆောက်သူဆိုတာ construction company တွေနော် construction company တွေတိဆောက်ရေးလုပ်ငန်းများတောင်းရမယ်ဆိုလို့ရှိရင်သက်ဆိုင်ရာလုပ်ငန်းအလိုက်တိဆောက်ရေးနဲ့ဆိုင်တဲ့ PE တူသို့မဟုတ် RSE တူအနည်းဆုံးရှိရပါမယ်အခန်း9မှာတော့အကြံပေးပညာရှင်အဖွဲ့ consultant လုပ်ငန်းဆောင်ရွက်တဲ့အဖွဲ့အစည်းတွေကတိဆောက်ရေးနဲ့ဆိုင်တဲ့ PE သို့မဟုတ် design နဲ့ဆိုင်တဲ့ PE တူအနည်းဆုံးပေါင်ရပါမယ်သက်ဆိုင်ရာဆက်ဆက်လုပ်ငန်းနယ်ပယ်အလိုက် PE သို့မဟုတ် RC တူစီပေါင်ရမှာဖြစ်ပါတယ်ဒီနေရာမှာထူးခြားချက်ကတော့ consultant လုပ်ငန်းလုပ်တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေမှာရှိတဲ့ PE တွေ RC တွေက PE RC လုပ်တဲ့အတွေ့အကြုံအနည်းဆုံး9နှစ်ရှိရမှာဖြစ်ပါတယ်ဒါလေးကတော့ requirement နည်းနည်းပုံမြင့်တဲ့သဘောလို့ယူဆလို့ရပါတယ်အခန်း၈ဆောက်လုပ်မှုစီမံခန့်ခွဲရေးအဖွဲ့တွေပေါ့နော် construction management project management လုပ်တဲ့ကုမ္ပဏီမှာဆိုလို့ရှိရင်တိဆောက်ရေးနဲ့ဆိုင်တဲ့ PE တူနဲ့သက်ဆိုင်ရာဆက်ဆက်လုပ်ငန်းတွေအတွက် RC တူအနည်းဆုံးပါဝင်ရမှာဖြစ်ပါတယ်အခန်း9လုပ်ငန်းရည်သွေးစစ်ဆေးရေးအဖွဲ့ quality control QC လုပ်တဲ့ကုမ္ပဏီတွေဆိုလို့ရှိရင်တိဆောက်ရေးနဲ့ဆိုင်တဲ့ PE သို့မဟုတ် design နဲ့ဆိုင်တဲ့ PE တူအနည်းဆုံးပါဝင်ရပါမယ်သက်ဆိုင်ရာဆက်ဆက်လုပ်ငန်းတွေပဲအလိုက် PE တူ RC တူလည်းအနည်းဆုံးပါဝင်ရပါမယ်လုပ်ငန်းခွင်အတွက်ဆိုလို့ရှိရင်တော့ QC စစ်ဆေးအတွေ့အကြုံရှိတဲ့ RE 3ဦးအနည်းဆုံးပါဝင်ရပါမယ်အခန်း10မှာတတိယအဖွဲ့အစည်းတွေအတွက်ကတော့တပ်ပါတီလုပ်ငန်းဆောင်ရွက်ဖို့အတွက်သက်ဆိုင်ရာလုပ်ငန်းတွေပဲအလိုက်တိဆောက်ရေးနဲ့ဆိုင်တဲ့ PE တူနဲ့ design နဲ့ဆိုင်တဲ့ PE တူစီအနည်းဆုံးပါဝင်ရမှာဖြစ်ပြီးတော့ဆက်ဆက်လုပ်ငန်းနယ်ပယ်အလိုက် PE တွေ RC တွေအကြီးတန်းလိုင်စင်ဘိတုကာတွေလိုင်စင်ဘိတုကာတွေပါဝင်ရပါမယ်ဒီဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ2026အရဆိုလို့ရှိရင်တော့ပေါ်ပြပါလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုလို့ရှိရင် PE တွေ RC တွေ RE တွေပိုမိုပြီးတော့လိုအပ်လာမှာဖြစ်တယ်လို့ကျွန်တော်တို့ PE တွေ RC တွေ RE တွေရဲ့အရေးချင်းတွေအရေးသွေးတွေပြင့်နေမှုလို့တို့လို့ကျင့်ဝတ်သိက္ခာပိုင်းတွေကိုလည်းပိုမိုစောင့်စည်းလိုက်နာကြဖို့မလွဲမသွေလိုမယ်လို့ကျွန်တော်အနေနဲ့တော့ထင်မြင်ယူဆမိပါတယ်တချို့ကလည်းမေးကြတယ်ဒီလုပ်ငန်းတွေလုပ်ဖို့အတွက်လိုင်စင်မရှိရင်လုပ်လို့မရတော့ဘူးလားဆိုပြီးတော့မေးကြတယ်ဗျဒီဥပဒေအရဆိုလို့ရှိရင်တော့ P RC RE လိုင်စင်တွေမရှိလို့မဖြစ်ပါဘူးဒါကြောင့်မလို့မိတ်ဆွေ engineer အနေနဲ့လည်းဒီလိုင်စင်တွေမရသေးဘူးဆိုလို့ရှိရင်လိုင်စင်တွေရရှိအောင်လျှောက်ထားကြဖို့
ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်ဒီနိုင်ငံမှာအလုပ်လုပ်အောင်မယ်ဆိုလို့ရှိရင်နော်လိုအပ်တဲ့ line တွေကတော့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေခြောက်ထားရယူဖို့တော့လိုမှာဖြစ်ပါတယ်သုံးသပ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ